အမျိုးသားတစ်ယောက်ကစောက်လုပ်ရေးလုပ်ငန်းခွင်မှာစိန်တုံးကြီးတစ်တုံးကိုတွေ့ရှိခဲ့ပါတယ်ရုတ်တရက်ဆိုသလိုပဲစိန်တုံးကအလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲသွားပြီးသူ့မျက်လုံးထဲကိုတိုးဝင်သွားပါတယ်အမျိုးသားကလှည့်ပတ်ကြည့်လိုက်တဲ့အခါခြုံပုတ်ထဲမှာမိုးကြိုးပစ်ခံထားရတဲ့တစ်တုံးတစ်တုံးကိုတွေ့လိုက်ရပါတယ်အဲ့ဒါကအနည်းဆုံးအမေရိကန်ဒေါ်လာ1 သိန်းလောက်တန်ဖိုးရှိပါတယ်ဒါအပြင်ပစ္စည်းအလုံးရဲ့တန်ဖိုးကိုသူမြင်နိုင်စွမ်းရှိသွားတယ်ဆိုတာအမျိုးသားကတွေ့ရှိလိုက်ပါတယ်သူအလုံးမလုံးတာကိုအလုံးသမားကောင်းဆောင်ကမြင်သွားတာကြောင့်သူ့ကိုအလုံးထုတ်ပစ်မယ်လို့လာချင်းချောက်ပါတယ်အမျိုးသားကဒေါသတကြီးနဲ့အလုံးဝစ်စုံကိုချွတ်ပစ်လိုက်ပါတယ်သူအဲ့ဒီကနေထွက်သွားတော့မလို့လုံနေတော့အချိန်မှာလုပ်ငန်းခွင်တွေကအုတ်ခဲတွေရဲ့အရေးသွေးကအလွန်ညံ့ဖြစ်နေတာကိုသူသတိထားမိလိုက်ပါတယ်တစ်ချိန်တည်းမှာပဲအရေးသွေးစစ်ဆေးရေးမှုကစစ်ဆေးဖို့အတွက်လုပ်ငန်းခွင်ထဲရောက်လာခဲ့ပါတယ်စစ်ဆေးရေးမှုကိုဒါတွေအားလုံးမြင်သွားစေဖို့အတွက်သူကအုတ်ခဲတစ်လုံးကိုအမြန်ကောက်ယူပြီးသူ့ခေါင်းကိုအားကုန်ရိုက်ချလိုက်ပါတယ်ဒါပေမဲ့သူလုံးဝဒဏ်ရာမရခဲ့ပါဘူးဒါကိုမြင်တော့အရေးသွေးစစ်ဆေးရေးမှုကအုတ်ခဲတွေမှာပြဿနာရှိနေမှန်းချက်ချင်းနားလည်သွားပါတယ်ဒါကြောင့်အလုတ်သမားကောင်းဆောင်ကိုတခါတည်းအလုတ်ထုတ်ပစ်လိုက်ပါတယ်သူ့ရည်မှန်းချက်အောင်မြင်ပြီးနောက်အမျိုးသားကတစ်ပိုင်းကိုပျော်ရွှင်စွာကောက်ယူပြီးရောက်မှုသွားပါတယ်လမ်းမှာအမျိုးသမီးတစ်ယောက်ကိုသူတွေ့လိုက်ရပါတယ်အဲ့ဒီအမျိုးသမီးရဲ့အဝတ်အစားတွေကဒေါ်လာ300တန်ဖိုးရှိတာကိုသူမြင်လိုက်ရတော့အမျိုးသားကမြင်မြန်ဆန်ဆန်ချမ်းသာလာမဲ့နီလန်တစ်ခုကိုချက်ချင်းစဉ်းစားမိလိုက်ပါတယ်ဒါကြောင့်လမ်းဘေးကရှေးဟောင်းပစ္စည်းဆိုင်တစ်ဆိုင်ကိုသူသွားလိုက်ပါတယ်အနည်းဆုံးဒေါ်လာ1 သိန်းလောက်တန်တဲ့ကြွေးအိုးတစ်လုံးကိုသူတွေ့လိုက်ရပါတယ်ဒါပေမဲ့ဆိုင်ရှင်ကသူ့ရည်ရွယ်ချက်ကိုတတိမထားမိစေဖို့အတွက်သူကပကံပြားတစ်ချက်ကိုကောက်ယူပြီးဈေးမိလိုက်ပါတယ်ဆိုင်ရှင်ကဒါဟာရှေးဟောင်းပစ္စည်းဖြစ်ပြီးအနည်းဆုံးဒေါ်လာ9000တန်တယ်လို့ချဲကားပြောဆိုပါတယ်အမျိုးသားကသူ့ကိုတိုက်ရိုက်ပဲဖွင့်ချလိုက်ပါတယ်ဆိုင်ရှင်ရောက်နေတဲ့ပစ္စည်းတွေအားလုံးကအတုတွေဖြစ်ကြောင်းနဲ့သူကအိမ်မှာအလှဆင်ဖို့အတွက်ဝယ်ချင်းရုံသာဖြစ်ကြောင်းပြောလိုက်ပါတယ်ဒီအမျိုးသားကရှေးဟောင်းပစ္စည်းတွေအကြောင်းနားလည်မှန်းဆိုင်ရှင်သိလိုက်ရပါတယ်နောက်ဆုံးတော့သူစကားပြောင်းပြောရပြီးဒီပကံပြားကအနည်းဆုံးဒေါ်လာ90တော့တန်ပါတယ်လို့ပြောပါတယ်အမျိုးသားကလည်းဒေါ်လာ100ပေးမယ်လို့ပြောလိုက်ပါတယ်ဒါပေမဲ့တခြားပစ္စည်းတစ်ခုကိုသူ့သဘောဆန္ဒအတိုင်းရွေးယူခွင့်ပေးရမယ်လို့ဆိုပါတယ်အဆုံးမှာတော့အမျိုးသားကကြွေအိုးကိုဒေါ်လာ100နဲ့ရရှိသွားပါတယ်သူကကြွေအိုးကိုယူပြီးရှေးဟောင်းပစ္စည်းဆိုင်ကြီးစီအမြန်သွားလိုက်ပါတယ်ဒါပေမဲ့ဆိုင်စရိတ်ကသူတာမန်ဝစားထားတာကိုမြင်လိုက်ပါတယ်သူ့ကိုမောင်းထုတ်ချင်နေပေမဲ့ရှေးဟောင်းပစ္စည်းဆိုင်ပိုင်ရှင်ကသူ့လက်ထဲကရှေးဟောင်းပစ္စည်းတွေကိုချက်ချင်းမှတ်မိသွားပါတယ်ဒါအပြင်သူ့လက်ထဲကပစ္စည်းနှစ်ခုစလုံးကအလွန်တန်ဖိုးရှိနေပါတယ်